Minecraft ဆိုတဲ့ကဘာတွေကဒန်နာရီလာတော်ဝါဆိုတော်တော်များများဟာလေးဘက်မှာကျက်စားလေးမရှိကြဘူးညဘက်မှာပဲတော်တော်များများဟာကျက်စားလေးရှိကြတယ်ဒါပေမဲ့ဒီကောင်ကတော့ချင်းချက်ပေါ့သူဟာရန်ကို OP ဖြစ်တဲ့တော်ဝါကောင်တကောင်ဖြစ်ပြီးတော့ကိုလူကသူ့ကိုဖားတကောင်လို့ထင်သွားတော့ကိုလူမာကြီးမားသွားပါလိမ့်မယ်သူ့ရဲ့ရှေ့လေရတဲ့ရှာတန်းနဲ့တုတ်ခိုင်တဲ့ခြေတောင်လက်ချောင်းတွေကြောင့်အရန်ကိုကြောက်စရာကောင်းတဲ့တော်ဝါဆိုအဖြစ်တည်ရှိထားကြပါတယ်သူ့ရဲ့နာမည်က The Crocker Okay အားလုံးပဲမိကပါနေကျွန်တော်နေုံ third person အမှုပေါ့အဲ့ဒါ second နဲ့မသိတော့အားကျွန်တော်တစ်ပြရတော့ခုတ်ထားတာဗျအဲ့နေကကျွန်တော် record လုပ်ဖို့တကယ်မိသွားတယ် sorry bro sorry guys so wait let me okay yo welcome back everyone my name is Jake တနေ့ကိုလိုလေကျွန်တော်နာမည်ပြောင်းတာတည်မှာပါဆိုတော့ကျွန်တော်ကတက်တာတော့တူပြီးပြီအဲ့နေရာမှာကျွန်တော် second recording တကယ်မလုံးမိလိုက်တာကျွန်တော်ကတော့မေ့တယ်ဒါရဲ့အသက်ကကြီးနေ60ကျော်နေကျွန်တော်အသက်လိမ့်ထားတာမယုံရင်ကျွန်တော်ရဲ့ Telegram account သွားကြည့်လိုက် share တော့မေးကြည့်သူတည်ရယ် Okay ဆိုတော့ကျွန်တော်တို့တွေအခုချိန်မှာဆိုရင်တော့ The Crocker ဆိုတဲ့မကောင်းဆိုးဝါးရောက်မလာခင်ပါအခုလိုမျိုးဒါအဆုံးလေးမိုင်းတာပဲဖြစ်ပါတယ်ပိုကောင်းတဲ့ tools တွေရဖို့အတွက်ပေါ့Okay ဆိုတော့ကျွန်တော်တို့ဒီမှာ stone tools တွေလုပ်မယ်ဆိုတော့တခါလေးလောက်လိုက်ရင်ပိုကောင်းမယ်တူတယ်ဗျ furnace အရင်လုပ်လိုက်မယ်ဆိုတော့လောက်သေးလားဆိုတော့ပြီးမှပဲလုပ်တော့မယ်ဗျဒါနဲ့ကိုယ့်လိုကျွန်တော်ပြောမလို့အဲ့ဒါကျွန်တော်အခု animation တောင်လေးနဲ့ထည့်ထားရပြီဗျာဒါပေမဲ့ animation ကကြာအခုလိုမျိုးကျွန်တော်တို့လို player ပုံတရံအတွက်ကြတော့သူကပို့ပြီးမသိတာသူကbetter more animation သူ action step လို့ပဲဒါပေမဲ့ကျွန်တော် version မှာ action step update အစ်ကမရသေးဘူးဆိုတော့ကြာဗျာကျွန်တော် version နဲ့နေနေရဗျာအဲ့တော့ကျွန်တော်လည်းအဲ့ဒီဟာလေးထည့်ထားတယ်အခုတော့လိုချင်တဲ့တိုးလေးလိုက်ရမယ်နေကျွန်တော်ဆွမ်းနာတစ်ပင်ခုံတော့ဒီမှာတိုးလေးတွေ့ရတယ် wait where are you ဆိုတော့ကြာတမ oh sheep ကျွန်တော်အခုမှ spawn လာကွာငါဆွမ်းနာတွေ့တယ်Okay ကျွန်တော်တို့တိုးရကောဘဆုံးရဘာကြီးတော့ wait ကျွန်တော်တိုးကောင်ရပြီအဲ့တော့ကျွန်တော်ဒီမှာဂရင်လေးလောက်ကြစို့Hello, good morning. I am breakfast. Okay, ကျွန်တော် breakfast ကမစားသေးဘူး breakfast လုပ်နေ Okay ဆိုတော့ဒီတော့မှကျွန်တော်တို့အားရလေးပါလိမ့်မယ်တွေ့လို့တွေ့ညာလိုက်ရှာကြည့်အောင်အားရမတွေ့လဲခိုးတော့တွေ့ Okay ခိုးတော့ရှိရမှာကော်ပါရီကတော့စောက်သုံးမကြလို့မယူတော့ဘူးကျေးဇူး Okay ဆိုတော့ဒီမှာကျွန်တော် furnace စီလေးလောက်လိုက်မယ်ဘာလို့မလဲဆိုတော့ကျွန်တော်ဘိုက်ကအရန်စာနေတွေ့ရမလား2-3တော့ကြော်ပါပြီဆိုတော့ Okay ဒီမှာခိုးတုံးကြံသေးတယ် Thank you very much sir ဆိုတော့ဒီအစာလေးရအောင်စောင်းလိုက်ဦးမယ် Oh my god ဆောင်းရမိုးကြီးဆောင်းရတဲတယ်ကွာဒါဖားလာတော့မဲ့လက္ခဏာလားမသိဘူးဆိုတော့ကျွန်တော်အိမ်လေးမြင်မယ်ဆောက်ဖို့လိုအပ်နေဘူးကျွန်တော်အခု stone တွေတူးတုံးရှိသေးတယ်မိုးကအားရထားရတော့အဲ့လိုရလာမလို့နေဆန်းကြည့်တော့skeleton what are you doing ဆိုတော့အဲ့လိုရလောက်မှာပါဒီအိမ်ရချခဲ့နေရလည်းမရှိတော့ဘူးကျွန်တော်ဒီနားမှာပဲအိမ်လေးဆောက်လိုက်ရင်ပိုအဆင်ပြေမလားလို့ဒါပေမဲ့ကျွန်တော်စဉ်းစားနေတာ flame လိုမျိုးပဲလေအဲ့မှုပေါ်မှာတက်နေဖို့ကောင်းမလားလို့လေမှုကတက်နေကြအဲ့ကောင်လိုင်းချက်ချင်းတီးလို့ရဆိုတော့ဒီကောင်ဆော့ပါမှာ spawn လာဆိုတော့ဒီနားမှာနေလဲကိစ္စတော့မရှိဘူးထင်တာပဲအဲ့တော့ဒီပုံမှာတိုင်လေးထောင်အောင်ကျွန်တော်အခုအဲ့တိုင်လေးထောင်နေနေကျွန်တော်ပြန်လာပြမယ်နေကျွန်တော်တိုင်လေးထောင်နေတယ်ဒီမှာမိုးတိတ်သွားတယ်ကောင်းတဲ့လက္ခဏာပဲဆိုတော့အတစ်ပင်လေးတွေခုတ်ကြအောင် Okay ဆိုတော့ဒီနာသူ့ရဲ့အပင်မျိုးသေးလဲကောက်ခဲ့တယ်
ဒီတော့အိမ်ပြန်အောင်အိမ်ဆိုရတဲ့ယာယီအိမ်ပေါ့ဟဲ့ရ wait a minute ဟာယောဟာ lagging လားမသိဘူးနေကျွန်တော် game ထဲကပြန်ထွက်ပြီးပြန်ဝင်ဖို့လိုအပ်နေပြီယောအဲ့ဒါဘာဖြစ်တာလဲလို့အေးပါကွာ game ထဲကပဲပြန်ထွက်ရတော့မယ်ထွက်ပြီးပြန်ဝင် okay ယောငါမောထဲကနေများပါလားမသိဘူးအားကြောင့်မလို့ရှိโอเคကိုလိုပြမယ်ဆိုတော့ဒါကျွန်တော်ထိုင်တိုင်းထောင်တာပြမှာပဲဖြစ်ပါတယ်ဘာမှမဆော့သေးဘူးကျေးဇူးတင်ပါတယ်လို့ပြောလက်ကားစားโอเคဘာကြောင့်မှတော့မသိဘူးဖားတယ်ကြားနေရတယ်အဲဒီကောင်တက်လာမှာဆိုလို့အဲ့လိုတွေလုပ်တာဒီကောင်ကဖားတယ်ကြားနေရတယ်ဆိုတော့ဘယ်ရှိ what ယာတာကြီးမင်းကဘာလုပ်နေဟာရကောင်အဲ့ကောင်ဖလင်းနဲ့ပေါင်းပြီးခွင်းထူတယ်နေမသိဘူးရဟာရောထွက်လာပြီလုံးဟာဒုက္ခပဲတစ်သားလဲယူမရအောင်ဒုက္ခပဲကြီးအမသောက်တင်းထနေကြီးရှာကြီးတထုံထုံနဲ့ကမင်းကျော်ထနေတာခွေးမျိုးမဟုတ်ပါဘူးဖားမျိုးအဲ့ခွေးမဟုတ်ဖားမျိုးခွေးမျိုးမဟုတ်ကြည့်တွေ့လားသောက်ကမင်းကျော်ထနေအကောင်ကြည့်ငါလိုမျိုးပြင်မှာဆိုတဲ့သောက်ကမင်းကျော်ထတဲ့ကလေးအေးဆိုငါကြည့်မရဘူးဗျအေးဟုတ်တယ်အကောင်ရှာကြီးထုတ်ပြီးတော့ကိုလိုတွေ့လာမှာအကောင်ကမင်းကျော်ထားတယ်ဟာဘာမှမသိဝိုင်းနိုးတီတွေကအမေဒီကောင်သူကွင်းထူရမိသွားလို့လည်းမသိဘူးထပ်ပြေးသွား he disappeared ဒီကောင်ပြောက်သွားအေးပါကွာဆိုတော့တိတ်ပြီးတော့လုံုံနေပုံတော့မပါဘူးဗျအဲ့ဒါလေဖားတယ်ကွာအဲ့ဘာလို့ငါစိတ်ညစ်ပါတယ်ကွာကိုလိုတမရှိုးလိုက်အောင်ဓမ္မကြီးရှိုးလိုက်အောင်ဖောက်အဲ့ရှင်းနစ်တယ်မှာအဲ့ဖောက်နစ်တယ်မှာမို့အဲ့ကောင်ပြုတ်ကြပါအပေါ်နေအဲ့ကောင်အဲ့လောက်ဟခြင်းနေတဲ့ပါဇက်ကိုယောက်ကအတုံးလေးကောက်လိုက်အောင်မယ်နေအကျိုးရှိအသုံးချအောင်အဲ့ကောင်ပါဇက်ဟနေအဲ့ပါဇက်တဲ့ငါဓာတ်နေထိုးမှာဗျအဲ့ကောင်ကမင်းကျော်ထားသေးတာကြည်ရမရဘူးဟာရညီလေးဘာလုပ်နေတာလဲကွာမင်းရလေနေုံငါမှမရတဲ့ချောင်းရတာရဟာငါကိုယ်တိုင် crack ထားတာငါကိုယ်တိုင်ပင့်ကိုလေးတွေတက်ပြီး crack ထားတာမြားကတော့ skeleton စီအောင်မလီပြစ်ချက်ကတော့စောက်ရမ်းပေါ်သလားအမေအော်ရာညီလေးကအမေညီလေးကလားလေးညီလေးဘာကွက်ညီလေးဘာကွက်အမလီဘာလုပ်နေရလဲလို့အေးဖားလေး how you doing မလီငါလည်းပိုက်စားနေပေါ့ဟာအမလေးဗီဒီယိုနောက်တစ်ခါပြန်ရိုက်ရတယ်လို့ကျွန်တော်မှကြည့်အောင် story ပြေးသွားတာ what ညမိုးလည်းမသိဟာယောမိုးတာမသိတော့ဟိုကောင်းနေမိုးသိသွားပြီ okay ဒီတော့ဟာတော့ဖားမလာခင်စွမ်းပိုင်အောင်ခြေလေးနဲ့ချိန်ခါလေးနဲ့လေသွားပြီးတော့ရှိုးမှရမယ်ဆိုတော့အဲ့ရလဲနောက်တစ်လုံးလှုပ်ဖို့အရင်ရည်ကြီးဘာကြောင့်လဲဆိုတော့ဗျာကျွန်တော်ဘယ်လိုရှင်းပြအောင်လဲဒီအဲ့ရတခုပထမအဲ့ရအဟောင်းကိုဒီမှာပဲထားခဲ့ပြီး response point set ခဲ့အဲ့ဒီဟာကိုကျွန်တော်ဘာလုံးမှလဲဆိုရဗျာအဲ့ဒီအဲ့ရကိုအရင်ဆက်ခဲ့ဗျာအဲ့နောက်တဲ့တုံးမွေးသွားရှာနေတော့အဲ့ဖားတက်လို့တေသွားမှာဆိုဒီနေရာမှာပဲပြန် spawn ပါမောင်ရဲ့ဘယ်နေရာကို spawn လာမှမသိဘူးဗျာဂုံမဲဗီဒီယိုကြည့်ပြီးသားလူတွေဆိုသိလိမ့်မယ်ဗျာဆိုတော့ဒါ response point လေးဆက်ခဲ့မယ်ကျန် creeper နှကောင်ချစ်ကြည်နူးနေတာနှစ်ယောက်တကပါတီးဆောက် okay အောက်ဆင်းမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘက်အတစ်ဒုတိယအမြောက်ဘက်ကိုကျွန်တော်လုပ်လိုက်တယ်ဆိုတော့ခုကျတော့ဘာတမ်းမှမကြောက်ဆိုတော့ဆင်ပြေမယ်ထင်တာပဲဗျတော့ခုလေးနေတော့မှ credit တွေပဲတဲ့နေ letter လေးခရက်လိုက်တာပဲဖြစ်ပါတယ်ဆိုခုနမူစီကိုတစ်ချက်တော့ကြည့်အောင်အဲ့မူမှာကျွန်တော်နေဖို့စီဟာရောလိုက်လာပြီလုံးဟာရောပြီးတဲ့ခလုံးနေလေကွာဒုက္ခလက်လျှော်နေတယ်လို့
Oh yeah. What the hell? What the hell ရောအတန်မပေးပါဘလူကြီးတော့ဟာလိုက်လာလိုက်ဟာရောဟုတ်တယ်ဟာတကယ်ကြီးလိုက်လာတာ what the fuck ငါလေဒီရားထဲမှာသွားမလုပ်ပါနဲ့နေပါအောင်အင်းကိုသွားခဲ့ပြီ okay ခုံတဲ့ခလုတ်ကိုတော့လက်မလျှော်သေးနဲ့ wait ဒီကောင်အချိန်ဆွဲမှာပြီမယ်ရောနွားပေးရဖေး wait come on လာစမ်းကြတိုက်ကြဟာရောဟာခရုကမင်းအလောက်ကြီးမလူးလားတို့မလေးအဲ့ဒါကြမင်းတော်ဆိုးပါဗျာအမလေးဒီကောင်အလက်မှာပြေးလာတာရောဒီကောင်တော် OP ဖြစ်တဲ့ကောင်ပဲကြော်ပြပြမယ်ဗျာအဲ့ဒီဘေးနာထောင်ထားတဲ့တိုင်ကြီးကသူဘေးနာနေကျွန်တော်ကိုယ်ပတ်ပြီးဝင်မလာအောင်လို့အဲ့လိုမျိုးကာထားဗျာအဲ့ဒါကိုတောင်မှ तू အဲ့အပေါ်ကြီးကိုတက်ပြီးတော့အဲ့လိုမျိုးကြီးလာချလိုက်ကြမင်းလက်ခံစရာဘာသာပြောင်းမှမရှိတော့ငါ creator ကိုတော့ပြောတော့မှရော what the hell ညမရောက်သေးတော့ငါပြစ်ရောမင်းလောက်ကြီးကြောင်မလွန်ဘူးလားကွာမင်းစောနာလေပေါ့စွမ်းပြီးပထမတစ်ခါလဲစွမ်းပြီးပထမတစ်ခါလဲကမင်းကြောထားနေပေါ့ကွာမင်းလောက်ကြီးကြောင်ငါမပြောတော့ဘူးအေးအမတွေ့လားကမင်းကြောထားတယ်စောက်သေးထားညောင်းနဲ့ပြင်မှာပဲလို့ကြည့်အကောင်တွေ့လားငင်းကိုမနေပါဘူးကွာကြည့်ကွာငါစောင့်မြင်ကြတယ်ဟုတ်နေလို့ဒီတိုင်းလေးပဲတီးရမြန်မာလိုလေးပဲတီးနေဖြစ်ပါတယ်ဒီကောင်ကချီတင်နီးနဲ့တန်ပါပြင်ဟောတခြားနီးလန်းနဲ့တန်မရတော့ဘူးကွာဒီကျုံးကြည့်အမေအခုကျတော့မျက်နှာမဟုတ်ပါဘူးမျက်နှာလေးသနာလေးမြက်ပေါ်နေဟိုမှာငါတမ်းမိထီတာတော့ကွာညီမနေစောက်ပြင်းထားတယ်ကြည့်ငါဓာတ်တော့ညီလေးပဲတော့ဒီမှာလဲညီလေးညီလေးသေးရောက်တေးတာတော့မှဘေးစောင်းတေးရတော့အဲ့လေဆိုတော့ဒီဗီဒီယိုထဲမှာဆိုရင်တော့ Jigsaw ချိုးရဆိုရင်တော့ဖားတဲ့ကိုတတ်နိုင်နေပြီဖြစ်ပါတယ်အဲ့တော့နောက်တဲ့ဘာကောင်စော့ရမလဲနောက်တဲ့စော့ဖို့အစီအစဉ်ရှိရတော့ကျွန်တော်ပြောရရင်မရှိပါဘူးအဲ့တော့ထပ်ပြီး comment မှာတပွိုင်းဝမ်းတော့တယောက်ကပြောထားတယ်ကွာ